အားလုံးပဲမင်္ဂလာပါရှင်ညီမခုပြပြပေးသွားမှာကတော့ HCMG ရဲ့ ICD Excavator အကြောင်းလေးပဲဖြစ်ပါတယ်ရှင် ICD Excavator ဆိုတာ Intelligent, Innovative, Integrated ဆိုတဲ့အဓိပ္ပာယ်တွေကိုကိုးစားပြုထားတာပဲဖြစ်ပါတယ်ရှင် ICD တွေမှာတင့်တော်တဲ့အရွယ်အစားတိကျတဲ့ Automate ထိန်းချုပ်မှုစနစ်စွမ်းအင်ထီမှုမြင့်မားမှုစတာတွေပါဝင်ပါတယ် ICD Excavator တွေကိုစီမံကိန်းမျိုးတွေတင့်လျော်အောင်ဒီဇိုင်းထုတ်ထားပါတယ် ICD တွေမှာ Smart System, Remote Monitoring, IoT နည်းပညာ High Efficiency, Operator, Energy Saving စတဲ့အင်္ဂါရပ်တွေပါဝင်ပါတယ်အကောင့်နဲ့ engine တွေစမတ်ကြတဲ့ hydraulic စနစ်တွေခိုင်ခန့်တဲ့တိစောက်ပုံတွေကျစ်လက်တဲ့ဒီဇိုင်းတွေကတော့ ICD ရဲ့ထူးခြားချက်တွေပဲဖြစ်ပါတယ်အားသာချက်တွေကတော့လောင်စာဆီစားနှုန်းနေတာကြောင့်လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကိုတက်တာပေးတဲ့အပြင်ကျန်းတဲ့နဲ့လုပ်ငန်းငွေချင်တွေမှာခဏရရှိအောင်တိစောက်ထားတာကြောင့်ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်အကျိုးမြတ်များပါတယ် ICD Excavator တွေကိုမြေတူးခြင်းလုပ်ငန်းညီညှိခြင်းဆောက်လုပ်ရေးလုပ်ငန်းလမ်းဖောက်လုပ်ခြင်းတွေတက်ထုတူဖို့ခြင်းတွေစတဲ့နေရာတွေမှာအသုံးပြုကြပါတယ်စွမ်းဆောင်ရည်မြင့်မားစေရန်စီစားနှုန်းလျှော့ချစေရန်အလုပ်လုပ်ရမှာပုံမတိကျစေရန်အတွက်မြင့်မားတဲ့နည်းပညာခေတ်မီနည်းပညာတွေကိုဒါအသုံးပြုထားပါတယ်